ကဘာပေါ်မှာအပူဆုံးဆိုပြီးတော့ NASA ကသတ်မှတ်တဲ့နေရာဒီနေရာကသာမန်ပူတာမျိုးမဟုတ်ပဲမျက်နှာပြင်အပူချိန်က 80.8 ဒီဂရီစင်တီဂရိတ်အထိရှိခဲ့သလိုနောက်ဆုံးတွေ့ရှိချက်တွေအရ80 ဒီဂရီကျော်အထိတောင်မြင့်တက်နေတဲ့နေရာအပြင်ဒီနေရာဟာလူသားတွေတင်မကပဲဘယ်သက်ရှိသတ္တဝါမှမရှင်သာနိုင်တဲ့ဂန္ဓာရီယန်လို့ခေါ်တဲ့နေရာဘာဖြစ်လို့ဒီနေရာကကဘာပေါ်မှာအဆိုးရွားဆုံးဖြစ်နေရတာလဲဒီနေ့မှာတော့ကျွန်တော်တို့ဟာလူသားတွေရဲ့ခန္ဓာရည်ကိုစိန်ခေါ်နေတဲ့ကဘာပေါ်မှာအပူဆုံးလို့သတ်မှတ်ထားတဲ့အီရန်နိုင်ငံရဲ့အရှေ့တောင်ဘက်ကလူသဲခန္ဓာရအကြောင်းကိုပြောပြပေးမှာပါဒီနေရာဟာတာမန်သဲခန္ဓာရတစ်ခုမဟုတ်ပါဘူး NASA ရဲ့တိုင်းတာချက်တွေအရမျက်နှာပြင်အပူချိန်ဟာ 80.8 ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပူပါတယ်နောက်ဆုံးထုတ်ပြန်ချက်တွေအရ 80.8 ဒီဂရီစင်တီဂရိတ်အထိတောင်ရှိနိုင်တယ်လို့ယူဆရတဲ့ဂျိုးဘော်ကငရဲခန်းတစ်ခုပဲဖြစ်ပါတယ်ဒီနေရာကိုသွားဖို့စာခါဆိုတဲ့မြို့ငယ်လေးကိုအရင်ဆုံးဖျက်ရပါတယ်ဒါဟာသဲခန္ဓာရတဲ့မဝင်ခင်နောက်ဆုံးမြို့လေးဖြစ်ပြီး Oasis တစ်ခုပေါ်မှာတည်ရှိနေတာပါသဲခန္ဓာရရဲ့အဝင်ဝမှာရာစုနှစ်နဲ့ချီပြီးတက်တန်းရှိတဲ့ရှာဖီအာဘက်ရဲ့အပြည့်အစည်းတွေကိုတွေ့ရမှာပါရှေ့ခေတ်ကခရီးသည်တွေခိုနားခဲ့တဲ့ဒီနေရာဟာအခုတော့သဲကန္နာရရဲ့ရက်စက်မှုကိုပြသနေတဲ့ပုံရိပ်တစ်ခုဖြစ်နေပါပြီ။နောက်ပြီးတော့ဒီနေရာမှာရေဆိုးတဲ့အရင်အမြင့်ဟာရွှေတက်တောင်ရှားနေပါတယ်။မိုးရေချိန်ဟာတစ်နှစ်ပတ်လုံးမှာ30မီလီမီတာအောက်ပဲရှိတာကြောင့်ခင်ဗျားတို့ရဲ့ခန္ဓာကိုယ်တွေကရေတက်ဟာစက္ကန့်မှအတွင်းခန်းလျှောက်သွားနိုင်ပါတယ်။ဒီလိုအစွန်းရောက်တဲ့အခြေအနေတွေကြောင့်အီရန်အစိုးရဟာအပူဆုံးဖြစ်တဲ့ဇွန်ဇူလိုင်နဲ့ဩဂုတ်လတွေမှာဒီနေရာကိုလာရောက်လက်ပြခွင့်ကိုတရားဝင်ပိတ်ပင်ထားရပါတယ်။ဘလောက်တောင်ပူတယ်လဲဆိုရင်ပရင်းပေါက်ကိုဖွင့်လိုက်တာနဲ့စပိန်60နဲ့အနီးကအမှုတ်ခံရတယ်လို့ပါပဲဒါတွေမကသေးပါဘူးဒီနေရာရဲ့အပူချိန်ဟာခင်ဗျားတို့ရဲ့ခန္ဓာကိုယ်ပဲဒုက္ခပေးတာမဟုတ်ပါဘူးခင်ဗျားတို့ကင်ဆောင်ထားတဲ့ဖုန်းတွေကင်မရာတွေဟာမိနစ်ပိုင်းအတွင်းအပူလွန်ခဲ့ပြီးပျက်စီးသွားနိုင်ပါတယ်လေတူထဲမှာအသက်ရှင်လိုက်တိုင်းမြို့တွေကအပူငွေ့ကိုရှူနေရတယ်လို့ခံစားချက်မျိုးကခင်ဗျားကိုတကယ်ငရဲပုံကိုရောက်နေသလားလို့တော့ထင်မှတ်စေပါလိမ့်မယ်ဒါဟာရာသီဥတုတစ်ခုမဟုတ်တော့ပဲမိဖို့တွေရောက်နေသလိုခံစားချက်မျိုးပါနောက်ထပ်ကြောက်စရာကောင်းတာကမျက်နှာပြင်အပူချိန်ပါပဲရေပြင်ဟာ80 ဒီဂရီစင်တီဂရိတ်လောက်ရှိနေတဲ့အတွက်ဖနှက်အောက်ခံတော့အရေးပျော်ကျသွားနိုင်ပါတယ်ဒါအပြင်တတ်ထုပစ္စည်းတွေကိုလက်အိတ်မပါပဲကင်လို့မရအောင်ပူလောင်နေတာပါဒါတွေမကသေးပါဘူးဒီနေရာဟာတာမန်ကန္နာရထက်ပိုပူရတဲ့အကြောင်းရင်းဟာဂျိုင်ဝမ်တစ်ခုလိုဖြစ်နေလို့ပါဘေးပပတ်လေကတောင်တန်းတွေကပူပြင်းတဲ့လေတွေကိုအပြင်မထွက်နိုင်အောင်ပိတ်ဆောင်ထားပါတယ်ဒါကြောင့်ဒီနေရာဟာကမ္ဘာပေါ်မှာအပူဆုံးလို့စံချိန်တင်ထားတဲ့နေရာတစ်ခုဖြစ်နေတာပါနောက်ပြီးတော့ဒီနေရာရဲ့ထူးခြားချက်ကမြေပြင်တစ်ခုလုံးဟာနတ်မောင်နေတဲ့ဘီးတောင်ကျောက်နက်တွေနဲ့ဖုံးလွှမ်းနေတာပါဒီအနက်ရောင်ကျောက်တုံးတွေဟာနေရောင်ခြည်ကိုအလွန်မဲဆွတ်ယူထားနိုင်စွမ်းရှိပါတယ်အဲ့ဒီလိုဆွတ်ယူထားတဲ့အပူချိန်ကြောင့်မြေပြင်ဟာဒေအိုးတစ်ခုလိုဖြစ်နေပြီးလေတူတွေကိုအပူချိန်တွေပြန်ထုတ်ပေးနေတာပါဒီနေရာရဲ့အပူချိန်ကစက်တွေရဲ့သတ်မှတ်ချက်ထက်ကျော်လွန်နေတာကြောင့်ခလုတ်နှိပ်လိုက်တိုင်းအဖေအစာ error ဆိုတဲ့စာသားပဲပေါ်ထွက်နေတာပါနောက်ပြီးတော့ခင်မီစက်တွေမှမဟုတ်ပါဘူးရိုးရိုး mercury thermometer တွေတောင်အသုံးမဝင်တော့တဲ့အထိအပူချိန်တိုင်းတန်တွေကအနီရောင်မြင့်ဟာအပေါ်ဆုံးစံချိန်နဲ့အမှတ်မှာနဲ့ကတ်နေပြီးဘလောက်ပဲထပ်ပူလာပါစေလုံးဝမရွေ့တော့တာပါဆိုလိုတာကဒီနေရာရဲ့အပူချိန်က thermometer တွေတိုင်းနိုင်တဲ့အကွာအဝေးထက်အများကြီးပိုမြင့်နေတယ်လို့ဆိုလိုတာပါဒီနေရာမှာဘာသက်ရှိမှမရှိဘူးလို့လူများကယုံကြည်ထားကြပါတယ်ဒါပေမဲ့အော်စရာတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်ပြင်းထန်လာတဲ့အပူချိန်50ဒီဂရီကျော်နေတဲ့နေ့လယ်ခင်းမှာတော့သဲခုံတွေကြားမှာသဲတွေကိုအမြင့်နဲ့စူးစီးပြီးရှင်သန်နေတဲ့တစ်ပင်ငယ်လေးတွေကိုနေရာအနှံ့တွေ့နိုင်ပါတယ်နောက်ပြီးတော့အင်းဆက်ပိုးမွားတွေလည်းရှိနေပါသေးတယ်အပူဆုံးချိန်မှာတော့ပြန်တန်းနေတဲ့ပဇင်းရင်ကောင်တွေကိုတွေ့လိုက်ရတာကတကယ်ကိုအံ့ဩစရာပါဒါပေမဲ့သဘာဝတရားကြီးဟာဒီနေရာမှာတော့လုံးဝကိုရက်ဆက်လွန်ပါတယ်ဘာကြောင့်လဲဆိုတော့လမ်းမဝင်လာတဲ့ခြေပြောင်းငှက်လေးတွေဟာနားကိုစရာအရေးတစ်ခုမှရှာမတွေ့နိုင်ပဲပူပြင်းတဲ့နေရာအောက်မှာအားရင်ခုန်ခံပြီးတည်ဆုံးကြရပါတယ်နောက်ပြီးတော့သူတို့ဟာရေငတ်လွန်းလို့စားငန်ရေကန်တွေကရေတွေကိုတောင်းမိပြီးတော့လည်းအသက်ဆုံးရှုံးကြရပါသေးတယ်ဒီမှာတော့တနာကျင်နာမှုဆိုတာလုံးဝမရှိသလိုဖြစ်နေပါတယ်ဒီနေရာရဲ့မြင်ကွင်းတွေကတခြားချိုတစ်ခုကိုရောက်နေသလိုတောင်ထင်ရပါတယ်။ဘာကြောင့်လဲဆိုတော့လေတိုက်စားမှုကြောင့်ဖြစ်ပေါ်လာတဲ့မီတာ150အထိမြင့်မားတဲ့ကျွတ်လွန်တောင်တန်းတွေနဲ့အပြိုင်တောင်တန်းကျွေးတွေဟာကီလိုမီတာ10ခန်းအထိရွှေလျားနေလို့ပါ။နောက်ပြီးတော့နှင်းကင်းဘက်မှာငြိမ်သက်နေသလောက်ညဘက်ရောက်ရင်တော့အခြေအနေကပြောင်းပြန်ဖြစ်နေပါတယ်။ပြင်းထန်လွန်းတဲ့တဲမုန်တိုင်းတွေဟာရုတ်တရက်ကျလာတတ်ပြီးမြင်ကွင်းတစ်ခုလုံးကိုအမှောင်အတိချလိုက်ပါတယ်။ဒီငရဲကန်းတွေကိုဝယ်ဖို့ဆိုရင်တေချာပြင်ဆင်ထားမှရပါမယ်။ဘာလို့လဲဆိုတော့တဲထဲမှာကားပိန်းတွေမနစ်သွားအောင်တာယာလေးပေါင်းကိုကြိုတင်လျှော့ထားဖို့ကမ
မရှိမဖြစ်လိုအပ်နေလို့ပါနောက်ပြီးတော့လမ်းပြောက်တာဒါမှမဟုတ်ကားပြက်တာမျိုးဖြစ်ခဲ့ရင်အကူအညီတောင်းဖို့အတွက်ရေဒီယိုကိုအမြဲတမ်းဆက်သွယ်ရှိနေရပါမယ်နောက်မှလည်းတစ်ခုခုဖြစ်ရင်ချက်ချင်းရောက်လာမယ်အရန်ကယ်ဆယ်ရေးအဖွဲ့တွေလည်းရှိနေဖို့လိုပါတယ်ဒါရင်မကသေးပါဘူးရေပြားကိုပူဒဏ်ကကာကွယ်ဖို့အတွက်ခန္ဓာကိုယ်တစ်ခုလုံးကိုလုံအောင်ဖုံးထားရမှာဖြစ်သလိုနေရောင်တန်ကြောင့်မျက်စိမကွယ်သွားအောင်နေကမျက်မှန်တက်ထားဖို့ကလည်းအသက်ရှင်ဖို့အတွက်အရေးကြီးဆုံးအချက်တွေပဲဖြစ်ပါတယ်ဒါဟာလူသားတွေအတွက်ငရဲဖြစ်နေပေမဲ့တချို့သက်ရှိတွေအတွက်တော့အသက်ရှင်ရနေရဖြစ်နေသေးပါဒီခရီးစဉ်ဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဓာတ်ကိုအစွမ်းကုန်စမ်းသပ်ခဲ့တာပါဒါနဲ့မကပဲသဘာဝတရားကြီးရဲ့အင်အားကြီးမားပုံကိုလည်းကိုယ်တိုင်မြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာတော့ရှင်သန်အောင်ကြိုးစားနေကြတဲ့သက်ရှိလေးတွေကိုတွေ့ရတာကတော့တကယ်ကိုအံ့ဩဖို့ကောင်းပါတယ်ဒါအပြင်လူသေးကနာရဟာကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးလိုက်ပါတယ်ဒါကတော့သဘာဝတရားကဘယ်တော့မှဟာတမလို့ဘူးပြီးတော့တနာကျင်နာမှုလည်းမရှိဘူးဆိုတာပါပဲနောက်ထပ်အခုလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေသိကျင်နေဆိုရင်တော့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်